အားလုံးမင်္ဂလာပါအောင်ချမ်းမင်းဖုန်းပေါ်မှာပြန်လည်ပြီးတော့ကြိုဆိုပါရစေအောင်ချမ်းမင်းညီကိုတွေအားလုံးပဲမင်္ဂလာပါဗျဒီနေ့နိုဝင်ဘာ30တနင်္ဂနွေည6:30မှာကစားမဲ့ပဲလေးနဲ့မန်ချက်စတာယူနိုက်တက်ပွဲစဉ်မနက်ပိုင်းပေါ်ကြပဲလေးကလည်းပဲ40ရှုံး360ဆန်းဒီနေ့ရသည်ပရီးမီးယားလိဂ်မှာအိမ်ဝင်းမရှုံးသေးတဲ့အသင်းထက်မှာပဲလေးတစ်သင်းလည်းပါဝင်နေတယ်ပြီးကိုလည်းနဲနေတာတွေ့ရတယ်ဒီနေ့ပွဲမှာလည်းပဲအိမ်ဝင်းဖြစ်လို့မရှုံးနိုင်ဘူးလို့ထင်တယ်နောက်ဆုံး3ပွဲမှာနှစ်ပွဲနိုင်တပွဲသည်ပုံစံကောင်းရနေပြီးယုံကြည်မှုအပြည့်နဲ့ကစားလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်။မန်ယူကနောက်ဆုံး5ပွဲမှာ2ပွဲနိုင်2ပွဲသည်တပွဲရှုံးထားတယ်။မန်ယူရဲ့ခြေစွမ်းတဲ့ရလကတော့ကျင်းနေစရာမရှိဘူး။ဒီနေ့လည်းမန်ယူကအဝေးကွင်းဖြစ်လို့ခက်ခဲဦးမယ်လို့ထင်တယ်။ဒါမှမဟုတ်ကျွန်တော်အကြိုက်ကတော့ပဲလိဘော်ဒီနဲ့ပဲလိဂိုးပေါ်ကြိုက်ပါတယ်။နောက်တစ်ပွဲက8:35မှာကစားမယ့်အက်စတိုဗီလာနဲ့ဟုတ်မနက်ပိုင်းပေါ်ကြီးကအက်စတိုဗီလာကတစ်လုံး20ကျုံး3လုံးပေါင်း30စာအိမ်ကွင်းပြိုင်ပွဲစုံ9ပွဲဆက်နိုင်ထားတယ်လက်ရှိအစနိုဘီလာရဲ့ခြေစွမ်းနဲ့ရလက်ကတော့အကောင့်ဘက်ကိုဦးတည်နေတယ်တစ်ဖက်မှာဟုတ်အသင်းကတော့နီးပြအပြောင်းလဲတွေလုပ်ပြီးမှလည်းမထူးခြားနာဘူးရှုံးနေတဲ့အသင်းဖြစ်လို့မို့ဒီနေ့ပွဲကိုလည်းနိုင်ဖို့မလွယ်ကူဘူးလို့ကျွန်တော်ကတော့ယူဆတယ်ဒါမှမဟုတ်ဒီနေ့အစနိုဘီလာဘော်ဒီရွေးချယ်တယ်နောက်တစ်ပွဲက8:35မှာကစားမဲ့နော်တီယမ်ဖော်ရက်နဲ့ဘရိုက်တန်မနက်ပိုင်းပေါ်ကြီးဘရိုက်တန်ကလည်းပဲ10ရှုံး3လုံးပေါင်း80စာပရီးမီးယားလိဂ်မှာနောက်ဆုံး4ပွဲမှာ2ပွဲနိုင်2ပွဲစီ2ပွဲရှုံးထားတယ်နော်တီယမ်ဖော်ရက်နီးပြတဲ့လက်ထက်မှာနိုင်ပွဲတွေဆက်ပြီးတော့ရလက်တွေကောင်းနေတယ်တစ်ဖက်မှာဘရိုက်တန်ကတော့နောက်ဆုံးအဝေးကွင်း3ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားတယ်ဖော်ရက်နဲ့အဝေးကွင်းနောက်ဆုံးတွေ့ဆုံမှုမှာလည်းတပွဲသာနိုင်ထားတယ်ဒါမှမဟုတ်ကျွန်တော်ကတော့ဒီနေ့ပွဲကိုဘော်ဒီရှောင်ပြီးတော့အနည်းဆုံး2-1ဖြစ်မယ်လို့ယူဆပြီးတော့ဒီပွဲကိုကိုပေါ်ရွေးချယ်ပါတယ်နောက်တဲ့ပွဲ8:35မှာကစားမဲ့100လီပါမနက်ပိုင်းပေါင်းကြီးလီပါကတစ်လုံး50စား3လုံး30ရှုံးတန်းစင်းစုံတွေကရုံးမထွက်နိုင်သေးဘူးတဲ့100ကတော့နောက်ဆုံး3ပွဲမှာ2ပွဲနိုင်1ပွဲဒီကြနောက်ပွဲမှာမန်ယူနဲ့အဝေးကမှာသွားကံမှာဖြစ်လို့ဒီနေ့အိမ်ကွင်းပွဲမှာအနိုင်သွင်းမဲ့ကိုရအောင်ကြိုးစားလိမ့်မယ်လို့ထင်တယ်ဒီဘော်ဘူးကတော့ချန်ပီယံလိဂ်ရောပရီးမီးယားလိဂ်မှာပါရှုံးပွဲတွေ့နေတာမြင်ရတယ်နီးပြအန်နီဆလာအတွက်မဖြစ်မနေနိုင်တဲ့ပွဲဆိုရင်လည်းဒီပွဲကမမားဘူးတကယ်လို့ရှုံးငယ်နီးပြအပြောင်းလဲဖြစ်လာမှာရာဂိုင်နှုန်းများလိမ့်မယ်ဒါကြောင့်လီပါဘူးအနိုင်ရအောင်ကြိုးစားလိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါမှမဟုတ်လီပါဘူးဘော်ဒီနဲ့လီပါဘူးကိုရွေးချယ်ပါတယ်ကျွန်တော်ညီကိုများတို့အကောင်းဆုံးဖြစ်နိုင်မဲ့ပွဲစဉ်များကိုရွေးချယ်ခန့်မှန်းပေးလိုက်ပါတယ်ဒီဖိုင်ကတော့ပထမပိုင်းဖြစ်ပါတယ်အားလုံးကံကောင်းကြပါစေ